ဟုတ်တော်ကြီးငါပြောတာကိုသိချနားထောင်ဘာဘာချိုဒီမှာနှစ်အပေါင်း9ကခွင်ရတယ်ဟုတ်ပြီလားနော်အဲ့တော့မင်းမှာပန်းသီးနှလုံးရှိတယ်နော်မောင်မင်းတငယ်ချင်းမောင်ကနေပြီးတော့မင်းကိုနောက်ထပ်ပန်းသီး9လုံးထပ်ပေးလိုက်မယ်ဆိုလို့ရှိရင်မင်းမှာအားလုံးပေါင်းပန်းသီးဘယ်နှလုံးရမလဲ36လုံးငါဒေါသထွက်အောင်လုပ်နေဟလားရှေ့ကလူကြီးအခြေမတစ်ခါတည်းပြောပြပေးနေရအောင်မပန်းနဲ့သိချနားထောင်နော်မင်းမှာပန်းသီး2လုံးရှိတယ်မင်းတငယ်ချင်းမောင်ကနေပြီးတော့မင်းကိုနောက်ထပ်ပန်းသီး9လုံးထပ်ပေးလိုက်မယ်ဆိုလို့ရှိရင်အားလုံးပေါင်းဘယ်နှလုံးရမှာတော့49လုံးကဲလောက်တာကဲအမေရဲ့တော်ပါတော့ကလေးကိုရိုက်တယ်ရပါမလားအမေရဲ့ကဲဘာဘာချိုသိစာနာထောင်အမေပြောပြမယ်နော်မင်းမေကြီးပြောတာနားမလဲဘူးဆိုလို့ရှင်ဒီမှာနော်နှစ်အပေါင်း9ကသူ့ရဲ့အဖြေကခွန်နော်နှစ်နဲ့9နဲ့ပေါင်းလို့ရှင်ခွင်ရတယ်အဲ့တော့မင်းမှာပန်းသီးနှလုံးရှိတယ်နော်နှစ်အဲ့ဒါနှစ်ပန်းသီးနှလုံးရှိတယ်မင်းတငယ်ချင်းမောင်နေပြီးတော့ပန်းသီး9လုံး9ပေးလိုက်တယ်ဆိုလို့ရှိရင်မင်းမှာအားလုံးပေါင်းပန်းသီးဘယ်နှလုံးရှိမလဲ96လုံး